UFC ကချပြလာတဲ့ Joshua Ban အကြောင်းမင်္ဂလာပါဗျာကျွန်တော်ရဲ့ Sport Ball Facebook TikTok YouTube Channel မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ UFC ကချပြလာတဲ့ Joshua Ban ရဲ့အကြောင်းပဲဖြစ်ပါတယ်ဗျ25ကတော့ Joshua Ban အတွက်ပြည်ပြည့်စုံတဲ့နှစ်ပါပဲ UFC ရဲ့ဒုတိယမြောက်အသက်ငယ်ဆုံး Flyweight Champion Joshua Ban ကတော့သူကငယ်ငယ်တုန်းကမြန်မာပြည်မှာမွေးခဲ့တာသူ့အဖေနဲ့အမေကခုလိုမြန်မာပြည်မှာဖြစ်နေတဲ့အကြောင်းအရာတွေကြားထဲမှာခက်ခဲခဲကြိုးစားခဲ့ရတာအဲဒါကြောင့်သူတို့က United States က Houston ကိုပြောင်းခဲ့တာအဲ့ချိန်တုန်းကသူက7နှစ်သားပဲရှိသေးတာအဲ့ချိန်တုန်းကဆိုရင်သူကဘာမှမသိဘူးအင်္ဂလိပ်စကားတော့ကောင်းကောင်းပြောတတ်တာမဟုတ်ဘူးကျောင်းမှာဆိုရင်ရွယ်လူချင်းသူ့ကိုစကြတယ်ပြီးရင်ကျောင်းမှာဘူလီလုပ်ကြတယ်ဗျာကျွန်တော်လိုချင်တာကအဲ့လိုတွေမဟုတ်ဘူးလေအဲ့လိုတွေလုပ်ခဲ့လို့လေကျွန်တော်ကပထမဆုံးရန်ဖြစ်ခဲ့ရတာအဲ့ဓာတွေကပဲကျွန်တော်ကို fighter လောကစေကိုရောက်စေခဲ့တာဒီနောက်ပိုင်းကစပြီးကျွန်တော်ဂျင်ကိုပဲသွားတော့တယ်ဂျင်မှာ train နဲ့အိတ်တယ်စားတယ်ဒါပဲပုံမှန်လုပ်တော့တယ်ဗျကျွန်တော်ရဲ့ lifestyle နဲ့ပြောင်းလဲသွားတာပေါ့ဗျဒီနေရာမှာကျွန်တော်အရေးကြီးတဲ့အကြောင်းလေးတစ်ခုပြောချင်တယ်သူနဲ့သူ့နီးပြကြီး Jose Basquet တို့ရဲ့ထားခဲ့တဲ့ကတိဗျာဘန်ကသူတို့ဂျင်မှာအားကိုးရဆုံး fighter လေးဆိုတော့တနေ့မှာသူတို့ကချန်ပီယံကပတ်ရနိုင်ရမယ်လို့နှစ်ယောက်လုံးကတိထားခဲ့တယ်ခုတော့သူနဲ့သူ့နီးပြကြီးရဲ့စံနာတွေပြည့်စုံသွားပြီဗျာသူ့နီးပြကြီးကလည်းဒီပွဲမှာ Joshua Ban ကတဆူတိုင်ယာနဲ့ပွဲအတွက်အကောင်းဆုံးပြင်ဆင်ထားကြောင်း Joshua Ban ရဲ့အဓိကအားသာချက်ကတော့ footwork လို့ပဲပြောပါတယ်ဗျ footwork ကတော့ Joshua Ban ကအားလုံးသိတဲ့အတိုင်း boxing man ဆိုတော့ကျွန်တော်တို့ရဲ့ fighter လေးက footwork ကတော့အမြဲတမ်းကောင်းနေစေပါပဲပြီးတော့ကျွန်တော်တို့ fighter လေးကမြန်မာနိုင်ငံကနေလာပြီးတော့ UFC မှာအခုလိုချန်ပီယံဖြစ်ရတာသူဝမ်းသာကြောင်းဂုဏ်ယူမိကြောင်းတွေတစ်ဖွာဖွာပြောပါတယ်ဗျာပြီးတော့သူကမြန်မာကလာတဲ့နောက်ဆုံး fighter မဟုတ်ဘူးလို့လည်းပြောတယ်ဗျာသူနောက်မှာ generation တွေအများကြီးလာအောင်မယ်လို့လည်းသူကပြောတယ်အခုဆိုရင်ကလေးအများစုနဲ့တို့ရဲ့အဖေအမေတွေကလည်းသူတို့ကလေးတွေကိုကျွန်တော်လိုတိုင်းပြည်တော့ကိုစားပြုကျင်ကြတယ်ဗျာပြီးတော့သူတို့ဘဝကိုသူတို့အကောင်းဆုံးဖြတ်သန်းခြင်းလို့Joshua Banကတော့ကျွန်တော်တို့ပြည်သက်တွေအားကိုးရတဲ့ fighter တယောက်ပါပဲဗျကျွန်တော်ပြောပြတဲ့အကြောင်းအရာလေးကိုကျင်းနှစ်တက်ကြမယ်ထင်ကြပါတယ်ဗျကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe နဲ့ကူညီပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်